ဒီဖန်ခွက်အပြာလေးကအရန်လိမ်မာပြီးညံ့များတယ်အနီရောင်ဖန်ခွက်ကိုတန်းပြီးဖြတ်သွားလိုက်တယ်ပြီးတော့တလုံးတည်းရှိတဲ့တံပရာတိချက်ကိုသူ့အပေါ်တင်လိုက်တယ်အဲ့ဒီအချိန်မှာပဲဖန်ခွက်အပြာကရုတ်တရက်အရွယ်စားနှစ်ဆကြည့်လာတယ်ဒါကိုမြင်လိုက်တဲ့ဖန်ခွက်အနီကလည်းသူ့လိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဖန်ခွက်အမှတ်103ကိုဖြတ်သွားပြီးမြဲသူကတော့မကြည့်လာဘူးအစားတစ်ဖက်ကဖန်ခွက်ပဲပိုကြည့်လာခဲ့တယ်ဖန်ခွက်အနီကဒေါသထွက်သွားပြီးနောက်ထပ်ဖန်ခွက်နှလုံးကိုစက်တိုက်ဖြတ်သွားတယ်ဒါပေမဲ့အချိန်တိုင်းသူဖြတ်သွားတဲ့ဖန်ခွက်တွေပဲပိုကြည့်လာပြီးသူကတော့အရင်တိုင်းတေးသေးလေးပဲကြံနေခဲ့တယ်အရှုံးမပေးသေးတဲ့ဖန်ခွက်အနီကနောက်ကိုဆုပ်ပြီးအချိန်နဲ့ဖန်ခွက်လေးလုံးကိုတစ်ခါတည်းဖြတ်သွားလိုက်တယ်ဒါပေမဲ့ရလက်ကတော့အတူတူပဲတခြားဖန်ခွက်တွေအားလုံးပိုကြည့်လာပြီးသူကတော့မပြောင်းလဲခဲ့ဘူးအဲ့ဒီအချိန်မှာအကွဲနေပြီးအလွတ်ဖြစ်နေတဲ့ဖန်ခွက်တစ်လုံးကိုသူတွေးလိုက်တယ်အဲ့ဒီဖန်ခွက်ကိုကူညီတင်တယ်လို့ထင်ပြီးဖြတ်သွားလိုက်တယ်ဒါပေမဲ့ဖြတ်သွားတာနဲ့တပြိုင်နက်သူ့တဲကအနီရောင်ရေတစ်ဝက်ကအလွတ်ဖန်ခွက်ထဲကိုပြောင်းသွားခဲ့တယ်ကူညီမဲ့ကူညီတော့အဆုံးထိကူညီလိုက်မယ်လို့တွေးပြီးနောက်တစ်ခါထပ်ဖြတ်သွားလိုက်တယ်ဒီတစ်ချိန်မှာတော့သူ့တဲကအနီရောင်ရေတစ်စက်မကြံအားလုံးကိုပေးလိုက်ရတယ်ဒါပေမဲ့သူကူညီခဲ့တဲ့ဖန်ခွက်ကတော့ကျေးဇူးတင်စကားတော့မပြောဘူးနောက်လှည့်ပြီးထွက်သွားလိုက်တယ်အဲ့ဒီအချိန်မှာပဲဖန်ခွက်အနီကကျေးဇူးမသိတဲ့သူကိုကူညီခဲ့မိတာကိုနားလည်သွားတယ်သူ့ဘေးကအရွယ်ကြီးတဲ့ဖန်ခွက်တွေကိုဝမ်းနဲ့စွာလှမ်းကြည့်လိုက်တယ်နောက်ဆုံးတော့သူစတင်ခဲ့တဲ့နေရာကိုပြန်လာခဲ့တယ်သူခံစားချက်ကိုနားလည်တယ်လို့မျိုးဖန်ခွက်ကြီးနှလုံးကသူ့ဘက်ကိုရိုင်းပြီးသူ့တဲကအရေးချို့ကိုလောင်းပေးလိုက်တယ်အဲ့ဒီနောက်မှာတော့အံ့ဩစရာတစ်ခုဖြစ်ပေါ်လာခဲ့တယ်ဖန်ခွက်အမှတ်100တွေဟာနောက်ဆုံးမှာတော့အရွယ်စားပိုကြီးလာနိုင်ခဲ့တယ်ကြည့်ရှုသူများအားလုံးစိတ်နှလုံးရှင်လန်းကြပါစေကာတွန်းဇာတ်ကားကောင်းများကြည့်ရှုခြင်းမှာက like and follow လုပ်သွားပေးကြပါနော်